great နည်းနည်းလေးစစ်တာလေအခုစင်ကျော်လေးတိတ်မစားတော့ဘူး air fryer တစ်လုံးဝယ်ထားတယ်မှန်တယ်မမှန်ဘူးမဟုတ်ဘူးဒါပေမဲ့မသိပါဘူးပတ်စီမပါဘူးဆိုတော့လေအကုန်လုံးထည့်လိုက်ရင်အကုန်လုံးကျမရေးရပါတော့ဟုတ်တယ်တော်တော်များများလေအဲ့လိုထည့်တာတွေးရအစီတွေကြကျင်တယ်ကိုယ့်ရဲ့ lifestyle ကို healthy ဖြစ်ချင်တဲ့သူတွေအတွက်ဆိုတော့ကိုရည်ရွယ်ထားတဲ့အတိုင်းတကယ်ဖြစ်မှာလားဆိုတဲ့အစားအဲ့ဒီတွေပေါ်မှာမူတည်တယ်လို့မခရှင်းအေးလေကိုနည်းနည်းလေးစစ်တာလားဝိုင်းလာကြီးလားဘာတွေလုပ်ပြောပါအောင်ရှိုးဝဲချက်လေအခုစင်ကျော်လေးတိတ်မစားတော့ဘူး air fryer တစ်လုံးဝယ်ထားတယ်အဲ့ဒါနဲ့အာလူးတို့အသားတို့ကိုกินပြီးတော့စားတာ okay ဒါတွေစားနေတာပေါ့ဒီ air fryer နဲ့ဒီချက်အိလေးစားနေတဲ့ဟာလေးတွေကိုပို့ပြီးတော့စနေတကျလေးဖြစ်သွားအောင်ဘယ်လိုမျိုးလေးစားရမလဲဆိုတာကိုအမကဒီဗီဒီယိုလေးမှာပြောပြပေးပါမယ်ဖြစ်ဆုံးပရိသတ်ကြီးတွေတခါလေးအသိပေးလို့ရတာပေါ့နော်ဟုတ်တယ်ပါဒီအစားအသောက်တွေကလေဒီ air fryer နဲ့ချက်လို့ရှိရင်လူတွေကအခုဆိုရင်ကျမကြီးအသိချိလာကြတာပေါ့နော်ပို့ပြီးတော့ကျမကြီးနဲ့ညီညွတ်တဲ့စီမသုံးရတဲ့ဆိုမှန်တယ်မမှန်ဘူးမဟုတ်ဘူးမှန်တယ်ဒါပေမဲ့တခုသတိထားရမှာပါလဲဆိုတော့ကိုကဘာအစားအသောက်ကိုရွေးမှာလဲ air fryer ရဲထည့်လိုက်တာနဲ့ရှိသမျှအစားအသောက်ကကျမကြီးနဲ့မညီညွတ်သွားဘူးလေနော်ဟုတ်လားအဲ့လိုလားဟုတ်တယ်မသိပါဘူးသူကစီမပါဘူးဆိုတော့လေအကုန်လုံးထည့်လိုက်ရင်အကုန်လုံးကျမရေးရပါတော့ညီညွတ်သွားမယ်ထင်တာဟုတ်တယ်တော်တော်များများလေအဲ့လိုထင်တာပေါ့လေဆိုတော့အဲ့လိုမျိုးမဟုတ်ဘူးဆိုတော့သူ့အစားအသောက်မှာရှိတဲ့ငကိုကုံတက်တရားအဲ့အတိုင်းပဲဆိုလိုတာကဥပမာငကိုကလေးကကစီတက်များတဲ့အစားအသောက်ဟုတ်ဒီ air fryer ထဲထည့်လေကစီတက်ကများနေဦးမှာပဲနော်စီမပါတော့တာပဲရှိတာလေနော်စီမသုံးတဲ့အတွက်ကြောင့်စီမပါဘူးဒါပေမဲ့ထည့်လိုက်တဲ့အစားအသောက်ကတော့ဒီအတိုင်းပဲလေဟုတ်တယ်မလားမတော့ပြောင်းလဲလိုက်တာမှမဟုတ်တာဆိုထည့်လိုက်တဲ့ကစီတက်ကိုဟင်းသီးဟင်းရွက်ဖြစ်ပြောင်းလိုက်တာမဟုတ်တဲ့အတွက်ကြောင့်အဲ့လိုမျိုးကြီးတော့အချက်လောင်းမဖြစ်သွားဘူးပေါ့ဥပမာအမားတို့ဒီဟင်းသီးဟင်းရွက်ကိုထည့်တယ်ဆိုလို့ရှိရင် air fryer နဲ့ချက်တယ်ဆိုအရန်ကောင်းတယ်ပါစီတွေပါတယ်မလို့ဘူးလीเนาะပြီးနူးလဲနူးသွားတယ်အချိန်အကြာကြီးလည်းမချက်ရတဲ့အတွက်ကြောင့်အသီးရွက်ထဲမှာပါတဲ့ဟာရဓာတ်တွေလည်းမဆုံးရှုံးဘူးဒါပေမဲ့အာလူးလိုဟာမျိုးကို air fryer နဲ့ထုတ်လိုက်မယ်ထုတ်လိုက်ပြီးလို့ရှိရင်ကျွန်တော်ထောပတ်ဟာလား mayonnaise တွေ ketchup တွေ cheese တွေနဲ့အဲ့လိုအစားအသောက်မျိုးပေါ့နော်လှုပ်စားမယ်ဆိုလို့ရှိရင်ကြတော့သူ့ရဲ့အာလူးရဲ့ဟာရဓာတ်အပြင်တခြားကိုတွဲဖက်စားလိုက်တဲ့စီကရမယ့် calories တွေနဲ့ပို့ပြီးတော့ကျမကြီးလည်းမညီစေတော့ဘူးပေါ့နော်စီတွေလည်းပို့ပြီးတော့စီဓာတ်တွေလည်းပို့ပြီးတော့များလာမှာပေါ့လေနော်ဆိုတော့အဲ့လိုမျိုးလေးသတိထားဆိုတော့ဘာလုပ်လို့ရလဲဆိုရင်သူ့ထဲကဒီကစီဓာတ်တွေပေါ့နော်သွေးထဲမှာတကြားဓာတ်ကစီဓာတ်စားလိုက်ရင်သွေးထဲမှာတကြားဓာတ်ကထောင်ပြီးတက်သွားတာအဲ့ဒါကိုရှော့ချဖို့အတွက်ဆိုအရင်ဆုံးပြုတ်လိုက်အာလူနော်အာလူပြုတ်တဲ့အခါမှာအခွန်မနှွာနဲ့အခွန်မနှွာပဲပြုတ်ပြီးရင်အခွန်မနှွာနဲ့အခွန်နဲ့ပဲပြန်ပြီးတော့ air fryer မှာกินစားအဲ့လိုလားဟုတ်တယ်အဲ့လိုဆိုလို့ရှိရင်သူကစောစောကပြောတယ်သွေးထဲမှာစားလိုက်ပြီးတကြားတဲ့ထောင်တက်သွားတာ glycemic index လို့ခေါ်တာပေါ့အဲ့ဒီဥစ္စာကိုပြန်လျှော့ချပေးတယ်ပြန်လျှော့ချပေးတဲ့အတွက်ကြောင့်မို့လို့သွေးချိုသမားစီးချိုသမားတွေအတွက်လည်းအထိုက်အလျောက်အဆင်ပြေသွားတယ်ဒီအတိုင်းစားတာထက်စားရင်လို့ပြောတာနော်အထိုက်အလျောက်အဆင်ပြေသွားတယ်ကယ်လိုရီကိုလည်းအနည်းနဲ့အများထိန်းပြီးသားဖြစ်သွားတယ်နောက်တခုတော့ရှိတယ်စောစောကလိုမျိုးအစီတွေအများကြီးပါတယ် cheese တွေ mayonnaise တွေနဲ့တော့အများကြီးတွဲဖက်စားလို့မရဘူးပေါ့ဆိုတော့အစားအသောက်ကို air fryer ထဲကိုပြန်ပြီးတော့ခြုံပြီးပြောမယ်ဆိုလို့ရှိရင်အစားအသောက်ကို air fryer ထဲကိုထည့်ပြီးစားရင်ကျန်းမာရေးနဲ့ညီညွတ်တာမှန်ပေမဲ့ကိုရွေးချယ်တဲ့အစားအသောက်ကိုပြုတ်ပြင်ချက်ပြုတ်မဲ့နီးဒီအစားအသောက်ကိုဘယ်လိုချက်မှလဲဆိုတဲ့နီးပေါ့နော်ဘယ်လိုစားမှလဲအဲ့ဒီဥစ္စာနဲ့မူတည်ပြီးတော့မှကိုယ့်ရဲ့ကျန်းမာရေးကိုဘယ်လောက်ထိအကျိုးပြုမှလဲဝေးချခြင်းတဲ့သူဆိုလို့ရှိရင်ရောဒီလိုမျိုးလေးစားလိုက်ခြင်းကတကယ်ပဲဝေးချစေလားဒါမှမဟုတ်လို့ရှိရင်သွေးတွေကအစီတွေကျခြင်းနဲ့ကိုယ့်ရဲ့ lifestyle ကို healthy ဖြစ်ခြင်းတဲ့သူတွေအတွက်ဆိုရောကိုရည်ရွယ်ထားတဲ့အတိုင်းတကယ်ဖြစ်မှာလားဆိုတဲ့အစားအဲ့ဒီတွေပေါ်မှာမူတည်တယ်လို့အဲ့လိုကြီးဟုတ်တယ်ပါခါလည်းပြစ်ထက်လိုက်တာနဲ့အကောင်းဆုံးကောင်းသွားပြီပေါ့နော်ပတ်သက်ဖြစ်သွားခြင်းတာဟုတ်တယ်စားလို့တော့ကောင်းတယ်စားလို့တော့ကောင်းတယ်ဒါပေမဲ့ကျမရေးအတွက်တော့တအားကြီးမငြင်းညွတ်စေဘူးပေါ့နော်ဒါဆိုလို့ရှိရင်တော့အခုဒီချက်ဤလေးမေးခွန်းလေးကိုအခြေခံပြီးတော့ပြစုံရဲ့ပြည်သက်ကြီးတဲ့ air fryer နဲ့စားတောက်တွေကိုဘယ်လိုမျိုးပြင်ဆင်ချက်ပြုတ်ရွေးချယ်စားတော့ရမလဲဆိုတာသိသွားကြပြီလို့ထင်ပါတယ်ဒီထက်ပိုပြီးသိချင်နေဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးရဲ့အောက်က comment မှာပဲဖြစ်ဖြစ် chat box မှာပဲဖြစ်ဖြစ်လာပြီးတော့ချိန်မရွေးဆွေးနွေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်တာ